ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါဗျာเนาะအလင်းအောင် channel ရနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာเนาะကျွန်တော်အခုဗီဒီယိုလေးကတော့နောက်လာမယ့်ပွဲပေါ့เนาะ23 24 25အတွက်3ရက်စာမပြောက်ပဋိနဲ့မွေးကနန်းပေးမဲ့ဗီဒီယိုလေးပါเนาะကျွန်တော်ဂျားထဲမှာစနေနေ့ကလိုက်လွှင့်နေကျွန်တော်ရဲ့ဟိုဟာလိုက်လေးကပြတ်သွားတော့ကျွန်တော်အခုဗီဒီယိုလေးနဲ့ပဲပြန်ပြီးတော့တင်ပေးလိုက်တာပေါ့เนาะမယူပါသေးတဲ့မျိုးတွေလည်းအများကြီးကြံနေကြဆိုတော့เนาะအားလုံးကအဆင်ပြေအောင်လို့ကျွန်တော်ဗီဒီယိုလေးအတူလေးပဲလုပ်ပြီးတော့ပြန်တင်ပေးတာเนาะအဲကြောင့်မလို့ဝင်လာတဲ့လက်မလေးတွေ subscribe လေး share လေးလုပ်ပြီးတော့ဝင်လာခဲ့မယ်เนาะအပြောက်ပရိနဲ့မွေးကနန်းပတိုင်းပေးနေကြတော့ပြီးခဲ့တဲ့ဘက်ကအားလုံးအချိန်ကြီးအားလုံးပေါင်းဆိုရင်ပြီးခဲ့တဲ့ဘက်က8ချိန်အောင်တယ်เนาะ26ရေ16ရေပဲ2ချိန်ပဲလွှဲတယ်ဗျာเนาะအားလုံးလည်းဟိုကျွန်တော် like ကိုအစအနေဆုံးတင်းလာနေရစပြီးတော့ကြည့်တဲ့သူဆိုရင်အနည်းဆုံးတော့ဟိုအဖွဲ့ဝင်နေလိုက် quarter လေးပဲရှိမယ်အနည်းဆုံးတော့4-5ချိန်လောက်ကတော့ထိထိမိမိနဲ့အကုန်လုံးရမယ်လို့ရှုံးတယ်เนาะတလုံးပိုင်းပဲတော့မှ9ချိန်ရင်စားလောက်ရတယ်ပိုင်းတစ်လုံးနေပဲပေးတာเนาะအလုံးပိုင်းပဲတော့အချိန်မနေရဆိုတော့ပြီးခဲ့တဲ့ဘက်ကတော်တော်လေးအဆင်ပြေမယ်လို့တော့ရှုံးတယ်เนาะ break ကလည်းထွက်တယ်ဇာတို့ပတ်တီးတွေလည်းထွက်တယ်เนาะအဲ့ဒါလေးတော့ရှိတယ်ပို့ပြီးတော့ရတာပေါ့เนาะကဲဟိုပြီးခဲ့တဲ့ဘက်ကဟိုကြံခဲ့တဲ့မူရဲ့ကြံပတ်တီးရဲ့ကြံ break လေးကျွန်တော်တစ်ချက်ပြောပေးမယ်เนาะမမှတ်သေးတဲ့မျိုးတွေက like မှတ်ပြီးเนาะပြီးခဲ့တဲ့ဘက်ကဆိုရင်ကြံမူထဲမှာဆိုရင်ဟိုညီကိုကြံတယ်နက်ခတ်ကြံတယ်မူထဲမှာဆိုရင်ဒီနှစ်ခုပဲကြံတယ်ညီကိုမူနက်ခတ်မူဒီနှစ်ခုပဲကြံတယ်เนาะဒါကြံတဲ့မူဟိုကြံပတ်တီးဆိုရင်4ပတ်တီးကတော့တစ်မျိုးပဲကြံတယ်4တစ်မျိုးပဲကြံတယ်ကြံမူကဆိုရင်ညီကိုနက်ခတ်ဆိုတော့မူက2မျိုးကြံတယ်ကြံ break က1 2 3 9 break break က4မျိုးကြံတယ်1 2 3 9 break တယ်เนาะ1 2 3 9 break ရယ်4ပတ်တီးရယ်ညီကိုနက်ခတ်ရယ်ဒါကြက်ပြီးခဲ့တဲ့ဘက်ကအားလုံးပေါင်းကြံတဲ့မူတွေကြံပတ်တီးတွေကြံ break တွေเนาะပြီးခဲ့တဲ့ဘက်ကအဲ့ဒါလေးကြံတာပေါ့ပြီးခဲ့တဲ့ဘက်ကဟိုပြန်ကြနေထက်တယ်10 breakဟိုအဓိကပြီးခဲ့တဲ့ဘက်က10 break တွေ10 break 4ကကြာသွားတာပြီးတော့သူမား break တွေကိုဟိုမှထွက်တာတောက်ကြနေမှ5 break နဲ့ခွန် break ဆိုပြီးတော့ထွက်လာတယ်ဗျာเนาะမား break တွေကမထွက်ဘဲနဲ့ဟိုစုံ break တွေပဲထွက်တာရှေ့မှာစုံ break အများဆုံးထွက်တာလားเนาะစုံ break တွေအများဆုံးထွက်တယ်ဟိုထွက်ပြီးတော့နောက်ဆုံးပိတ်ကြမှာဟို5 break နဲ့ခွန် break နဲ့ချပြီးတယ် break ကတော့အဆင်ပြေမှာမဟုတ်ဘူးเนาะပြီးခဲ့တဲ့ဘက်က break တွေနောက်ကျတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပေးတဲ့ဟို break မွေးတွေကတော့တစ်ခုကတော့ထွက်တယ်เนาะတစ်ခုထွက်တယ်ပေါ့ပြီးခဲ့တဲ့ဘက်ကเนาะ3တစ်ထွက်တယ်တင်ကွက်နဲ့4 break ပေါ့เนาะပြီးခဲ့တဲ့ဘက်က10 break တွေမြူးသွားလို့ပြရဆိုရင်ကျွန်တော်နောက်ဒါမဲ့ပွဲအတွက်ကျွန်တော်ဟိုလေးခေါ်ပေး break လေးခေါ်မယ်เนาะ break ရယ်ဟိုဝေးကနိုင်เนาะ break နှစ်ခုနဲ့ဝေးကနိုင်နဲ့ခေါ်မယ်เนาะပြီးတော့ဒီကျွန်တော်ဒီမှာဒီနောက်လာမဲ့ပွဲအတွက်เนาะဂါမကျော်ပတ်တီးနဲ့မွေးကနန်းနဲ့အဖွဲ့ဝင်ခေါ်ထားတယ်အဖွဲ့ဝင်လို့ရတယ်ပေါ့เนาะအခုချိန်ဒီပတ်တီးကတော့ပြတ်ဆိုင်မရှိတာဒါနဲ့ဆိုရင်ကျွန်တော်17ဘတ်ပေါ့เนาะ17ဘတ်စတိုက်တန်းဂါမကျော်အောင်ထားတယ်เนาะဂါမကျော်ပတ်တီးအောင်ထားပါတယ်17ချိန်စတိုက်ပြတ်ဆိုင်မရှိသေးပါဘူးဗျာเนาะတင်းလာအင်္ဂါတွေပဲထွက်ထားတာเนาะဟိုကြားထဲမှာဆိုရင်ဗုဒ္ဓဦးနေ့မနေ့ရောက်တာ2ချိန်ပဲပါတယ်17ချိန်ထဲမှာပြီးခဲ့တဲ့2ပတ်စတိုက်ကတင်းလာနေမနက်မှာပဲတင်းလာနေမှာပဲအပြီးထွက်ထားတာเนาะပတိယ17ချိန်စတိုက်ပြဆိုင်မရှိသေးပါဘူးဗျာเนาะအခုချိန်ဒီနာမည်ပဲမရှိသေးဘူးကျွန်တော်စခေါ်တဲ့အဖွဲ့ဝင်စခေါ်တဲ့အချိန်ကစပြီးတော့အခုချိန်ဒီပတိယပြဆိုင်မရှိသေးဘူးเนาะအဲကြောင့်ပတိယမွေးကနန်းရဲ့ရေုံကြီးနဲ့အဖွဲ့ဝင်ချင်းနဲ့ဆိုရင်ကျွန်တော်စီမှာဟိုအဖွဲ့လောင်လို့ရကျွန်တော်အောက်မှာနံပါတ်လေးချပေးထားမယ်เนาะအောက်မှာဟိုအဖွဲ့ဝင်လို့ရမယ်နံပါတ်လေးချပေးထားမယ်ဗျာเนาะအားလုံးပြီးခဲ့တဲ့ဘက်ကအဖွဲ့ဝင်တွေကိုကျွန်တော်ကဟိုဇာရုပ်ပတ်တီးတစ်လုံးရှာပဲတစ်လုံးလဲဇာရုပ်ပတ်တီးကအစောကြီးအောင်တော့ကျွန်တော်ကဲပေါက်ထပ်ပေးတာကဇာရုပ်ကခွန်ကဲပေါက်ထပ်ပေးတာလည်းခွန်ပဲပြီးတော့ကျွန်တော်ဟိုနောက်တစ်လုံးထပ်ပေးတာ6ပတ်တီး3လုံးရှာပေးလိုက်တယ်ပြီးခဲ့တဲ့ဘက်ကအဖွဲ့ဝင်တွေကိုเนาะဇာရုပ်တစ်လုံးလည်းမဟုတ်ဘူးဂျားထဲမှာကျွန်တော်ထပ်ပြီးတော့ရှာပေးလိုက်သေးတယ်ပတ်တီး2လုံးเนาะကျွန်တော်အဖွဲ့ဝင်တွေကျွန်တော်များစားဟိုစင်ပြောင်းလို့ဆိုပြီးကျွန်တော်ထပ်ရှာပေးတာเนาะနှလုံးထပ်ရတယ်ဖွဲ့ဝင်တွေကတော့အာသာချက်ကတော့အဲ့ဒါပဲเนาะဒီတိုင်းနဲ့ဖွဲ့ဝင်ကတော့တစ်ခါလေးအဲ့ဒါမျိုးမတူတာလေးရှိတယ်เนาะမျိုးတွေအားလုံးလည်းဟိုကျွန်တော်စီအဖွဲ့ဝင်လာဆိုရင်ဟိုအဲ့ဇာတို့ပတ်တီးမွေးကနန်းဟိုရုံကြီးနဲ့เนาะကြိုက်မှဖွဲ့လာအောင်เนาะဒီအခုချိန်ကြီးကတော့ပြတ်ဆိုင်မရှိသေးဘူးနာမည်ပြတ်လည်းမရှိသေးပါဘူးဗျာเนาะကဲဟုတ်ပြီကျွန်တော် break လေးနှစ်ခုခေါ်မယ်เนาะမျိုးတွေအားလုံးပဲ ready ဖြစ်ရင် okay လေးလုပ်ပါပြီးရင်လက်မလေးအားလုံးပဲနှိပ်ပေးခဲ့ပါเนาะလက်မလေးနှိပ်ခဲ့ဖို့မမေ့ပါနဲ့ subscribe လေးလုပ်ပေးခဲ့ပါเนาะအားလုံးပဲကဲဟုတ်ပြီကျွန်တော် break နှစ်ခုပြောမယ်
23 24 25เนาะ3ရက်စာမပြောက်ပရိတ်ပထမဆုံးပရိတ်ကကြတော့10ပရိတ်မွေးမယ်เนาะပထမဆုံးမွေးပရိတ်က10ပရိတ်မွေးမယ်10ပရိတ်မွေးမယ်တင်ခွက်က19ရယ်3ခွန်ရယ်46ရယ်ဒီ3ခွက်တင်ထိုးမယ်10ပရိတ်မွေးမယ်19ရယ်3ခွန်ရယ်46ရယ်เนาะဒီ3ခွက်ကိုတင်ထိုးမယ်10ပရိတ်မွေးမယ်19ရယ်3ခွန်ရယ်46ရယ်ဒီ3ခွက်ကိုတင်ထိုးမယ်เนาะ10ပရိတ်မွေးမယ်19 3ခွန်46ဒီ3ခွက်တင်ထိုးမယ်เนาะ3ရက်စာမပြောဘူး10ပရိတ်မွေးမယ်19ရယ်3ခွန်ရယ်46ရယ်ဒီ3ခွက်တင်ထိုးမယ်ပြန်ဟုတ်ပြီနောက်ထပ်ဟိုပရိတ်တစ်ခုထပ်ပြောပြမယ်เนาะမွေးပရိတ်တစ်ခုဝေကနန်းနဲ့နောက်ထပ်မွေးပရိတ်တစ်ခုကကြတော့တစ်ပရိတ်မွေးမယ်เนาะမပြောက်ပရိတ်တစ်ပရိတ်မွေးမယ်တင်ကွက်မွေးကနန်းကကြတော့3ည1 5 6 2 9ဒီ3ခွက်တင်ထိုးမယ်เนาะတစ်ပရိတ်မွေးမယ်3ည1ရယ်5 6ရယ်2 9ရယ်ဒီ3ခွက်တင်ထိုးမယ်ဗျာเนาะ3ည1 5 6 2 9ဒီ3ခွက်တင်ထိုးမယ်เนาะ10ပရိတ်မွေးမယ်19ရယ်3ခွန်ရယ်46ရယ်ဒီ3ခွက်တင်ထိုးမယ်နောက်ထပ်ပရိတ်ကတစ်ပရိတ်မွေးမယ်3ည1ရယ်5 6ရယ်2 9ရယ်ဒီ3ခွက်တင်ထိုးမယ်เนาะကဲမျိုးတွေအားလုံးပဲဒီပရိတ်လေးတွေလည်းတေချာလေးမှတ်တာပေါ့เนาะနေ့နေ့မနက်ဖြန်ကြရင်9နာရီခွဲမနက်ပိုင်းလိုက်လွင့်မယ်ဗျာเนาะမနက်ဖြန်ကြရင်ပြန်ဆုံးကြမယ်အားလုံးပဲကဲမျိုးတွေအားလုံးပဲတက်တာပါမျိုးတွေအားလုံးပဲเนาะအားလုံးတက်တာပါလက်မလေးအားလုံးမနှိပ်ပြီးခဲ့ပါเนาะတက်တာပါ